ညမချက်လို့မှာအုံเจ้าမှာထောပတ်ထမင်းလေးချက်တာအချက်ကဒီလိုလေးရိုက်ပြပေးရနော်အားလုံးလည်းကုစုရအောင်လို့နော်သူများလူမှာတောင်းဝိုင်းလောက်တာမလို့ပါနော်ဒီမှာဒါလေးရထောပတ်ထမင်းလေးချက်ဖို့အတွက်နော်ဒီမှာလုံစိမ့်ကနှစ်ပြီးတပန်းကိုတစ်လုံးထည့်တယ်နော်တယ်ဒီဆိုဒီမှာဘုဒ္ဓတာအနေနဲ့ဒါလေးကဒီလိုလေးနော်ဒါလေးပေါင်းထားတာဒီလိုလေးပေါင်းထားတာဒီလိုလေးပေါင်းထားတာနော်ဒါလေးကတော့ဟင်းလေးပေါ့နော်ထောပတ်ထမင်းတွေစက်သားဟင်းလေးပါchất tuần cho lý ốc bà này nó tê đi rồi chất tuần cho lý ốc bà đấy đi rồi lý bà nó thà lý là chất ta hình lý nó thà lý là xây ta hình lý thì luôn vô lý nhí nhiều bao thải nó tê đi rồi nạt thải nó đi bà alo cứ tôi giàu